လာပါရှင်ကီကီချန်နယ်နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကီကီက YouTube မှာတွေ့လို့ပေါ့နော်သူတို့ဘူပေါင်းကိုမှုတ်ပြီးတော့ပြန်စုပ်လိုက်လို့ရှိရင်အတန်ပြောင်းနေတဲ့အဲ့ဆိုလုပ်ကြည့်မယ်ကီကီပထမဆုံးကီကီရဲ့ normal အတန်ကိုပြောလိုက်မယ်ဘယ်လိုပြောရမလဲ normal အတန်နဲ့ normal အတန်နဲ့အော်တိပြီရဲနာအဲ့အတန်ဒီကပုံစံအမှန်ရဲနာအဲ့အတန်အဲ့ဆိုရင်အခုတကယ်လို့ဒါကိုစုပ်လိုက်လို့အတန်ပြောင်းသွားရင်မနေ့ပြန်စပြီးတော့ဝိတ်ရှော့ပြီတကယ်ပြောကီပေါင်တရားကျော်နေပြီမှောက်ကြည့်လိုက်မယ်ဒါကီမောင်ဒီလိုဟာမျိုးလေးတပါးကင်ဝဲလာတာကျောင်းမှာတခါဆုပ်ကြည့်လိုက်မယ်နော်3 2 1ရဲနာအတန်ပြောင်းလို့လားပြောင်းလားမပြောင်းထင်တယ်တော့ခဏလေးပို့ပြီးကြီးလေးမှုတ်လိုက်မယ်အကိဆုံးမဒီထက်လက်ထပ်မမှုတ်ရဲတော့ဒါဆုပ်ကြည့်လိုက်ခဏလေးရဲနာ That's not change နော်ပြောင်းလဲမနေဘူးအတန်ကပန်းရောင်လေးနဲ့ဆန်းကြည့်လိုက်မယ်ပြီးရောရဲနော်မဟုတ်ဘူးအဲ့ဆိုရင်ကဲထင်တာလေဒီလိုဘောလုံးနေနဲ့မရဘူးကဲတခါလေးအဲ့ကအခုမှတွေ့တာမဟုတ်ဘူးဟိုးအရင်နေတဲ့ကကြည်တွေ့ဘူးတယ်အဲ့လိုမျိုးလေးသူတို့အဲ့ဒီလေတလုံး1000တို့1500တို့2000တို့3000တို့5000တို့တောင်းနေလေဘူပေါင်းလေးရှိရလေငမန်းတို့ဗာလဲအဲ့အသေးပုံလေးတို့အမွှေးစိမ်ပုံတို့မာရှာပုံတို့အဲ့မှာရှိတယ်လေအရိကဘောလုံးလေးအရိကကီတို့ဝယ်တာဒိုင်နိုဆောလေးဝယ်တာဒိုင်နိုဆောကီတခါစုပ်ကြည့်လိုက်တာအတန်ပြောင်းနေဒါမဲ့အကြာကြီးတော့မဟုတ်ဘူးပြောမယ်ဆိုရင်7 မိနစ်လောက်ပဲခံတယ်7 မိနစ်မဟုတ်5 မိနစ်နဲ့အောင်10 မိနစ်ပဲခံတယ်ပြောနေပြီးရင်သူ့ပြန်ပြောင်းသွားတော့အတန် normal အတန်မရှိရှုံးတယ်ဝေးမချတော့ဘူး